know, I have never said this word to my father, အဖေကိုကျွန်တော်တခါမှမပြောဘူးပါဘူး but now I say it. ဒါပေမဲ့ကျွန်တော်အခုပြောမယ် I love you so much. အဖေကိုရမ်းချစ်တယ် Thank you so much. I really want to thank the Holy Spirit for raising us in His maturity. ဖယားတန်ရှင်သောဝိညာဉ်တော်ဖယားကိုအရင်ကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ကိုယဉ်ကျေးခြင်းနဲ့ကိုပို့ဆောင်ပေးတော်ဖယားဖြစ်လို့ Hallelujah. Holy Spirit will never leave us in religious things. တန်ရှင်သောဝိညာဉ်တော်ဖယားကကျွန်တော်တို့ကိုဘာသာတရားထဲမှာပဲမထားဘူး Holy Spirit does not want you to sit in a service and leave with empty heart. သင်တို့ဝိပုချင်းထဲမှာလာထိုင်နေပြီးတဲ့အခါမှာဘာမှမရဘဲနဲ့ပြန်သွားတဲ့သူတွေမဖြစ်စေချင်ဘူး When you leave this place today, ဒီနေ့ဒီနေရာကနေသင်ထွက်သွားတဲ့အခါမှာ expect something from the Lord. ဖယားရှိကနေတစုံတစ်ခုကိုမျှော်လင့်ထားပါ No matter what age you are at right now, သင်အသက်ကအခုဘယ်လောက်လဲဆိုတာအရေးမကြီးပါဘူး expect something from the Lord. ဖယားရှိကမျှော်လင့်အောင် When you expect from Him, ဖယားရှိကသင်မျှော်လင့်မယ်ဆိုရင် when you come to the Lord with the expectations, သင်ကဖယားရှိကိုမျှော်လင့်ချက်တစ်စုံတစ်ခုနဲ့လာမယ်ဆို you ရင် will never leave empty-handed. သင်ကဘာမှမပါဘဲနဲ့ပြန်ထွက်ရမယ်သူမဟုတ်ဘူး Hallelujah. Hallelujah. Come on, talk to your neighbor. Expect big things from the Lord. ဖယားရှိကနေကြီးကြီးမားမားမျှော်လင့်ရအောင်လို့သင်ဘေးကသူကိုပြောလိုက်ပါဦး Hallelujah. At least 3 persons, come on, shake your hands and say, expect big things from the Lord လက် today. ဆွဲနှုတ်ဆက်ပြီးပြောရအောင်ဖယားရှိကကြီးကြီးမားမားမျှော်လင့်ရအောင်လို့ Hallelujah. Hallelujah You know, I came up here to give you fire. ဒီနေရာကိုကျွန်တော်ရောက်လာတာကသင်ကိုမီးကိုပေးချင်လို့ဖြစ်တယ် Don't throw me with the snowballs. ကျွန်တော်ကိုနှင်းခဲတွေနဲ့ပြန်မပေါက်ကြပါနဲ့ Hallelujah. Hallelujah Hallelujah. Hallelujah This is not a religious church. ဒါကဘာသာရေးဖယားကြောင့်မဟုတ်ဘူး This place is filled with the fire of the Holy Ghost. သရှင်တော်ဝင်တော်မီးနဲ့ပြည့်တော်နေရာဖြစ်တယ် Hallelujah. Hallelujah There is one culture that I always teach to the audience when I preach. ကျွန်တော်တရားဟောတိုင်းမှာတကယ်ပဲပရိသတ်ကိုသင်ပေးတဲ့အရာတစ်ခုရှိတယ် In Burmese, in Myanmar, we say when the pastor say, all the audience, when the pastor say Hallelujah, what the audience say back. ဆရာတွေကဘာလို့မြန်မာနိုင်ငံမှာဆိုရင် Hallelujah လို့ပြောတဲ့အခါမှာပရိသတ်ကဘာများပြန်ပြောကြတယ်လဲ Amen. But I changed the culture. ဒါပေမဲ့အဲ့ဒီယဉ်ကျေးမှုလေးကိုပြောင်းချင်တယ် Can I? ရမလား When I say Hallelujah, ကျွန်တော် Hallelujah လို့ပြောတဲ့အခါမှာ you say Hallelujah. သင်လည်း Hallelujah လို့ပြန်ပြောပါ Are you ready? အစင်သစ်ဖြစ်ပြီလား Are you ready? အစင်သစ်ဖြစ်ပြီလား When I say Hallelujah, ကျွန်တော် Hallelujah လို့ပြောတဲ့အခါ you မှာ say. သင်ပြောရမှာက When I say Amen, ကျွန်တော်အာမင်ပြောရင် you say. Are you ready? Hallelujah. Hallelujah Amen. Amen You know the devil is so scared of the child of God praising the Lord. ဒီကဲစာရမနာကြောက်တရားကဘုရားရဲ့သားသမီးတွေကဘုရားကိုချီးမြှောက်နေခြင်းဖြစ်တယ် When you say Hallelujah, သင်က Hallelujah လို့ပြောတဲ့အခါမှာ the kingdom of hell is being shaken. ဒီကဲပဲငရဲတကားတွေကလှုပ်နေတယ် When you say Amen, သင်အာမင်လို့ပြောလိုက်တဲ့အခါ you မှာ are attracting all the blessing in the spiritual realm. ဝိညာဉ်ရေးရနယ်ပယ်ထဲမှာကောင်းချီးမင်္ဂလာတွေကိုသင်ကဆွဲယူနေခြင်းဖြစ်တယ် Hallelujah. Hallelujah You are filled with the fire of Holy သင် Ghost. ကသင်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့မီးနဲ့ပြည့်တော်သူဖြစ်တယ် You're not just a Christian. သင်ကခရစ်ယာန်ဖြစ်ယုံလေးပဲမဟုတ်ဘူး You are not just a Christian. ခရစ်ယာန်ဖြစ်ယုံပဲမဟုတ်ဘူး You have so much authority in Jesus Christ. ယေရှုခရစ်တော်အပြင်သင်ကအခွင့်အာဏာရှိတော်သူဖြ You စ်တ know ယ် what Jesus said this. ယေရှုပြောတဲ့အရာတစ်ခုရှိတယ် Lay hands on the sick and they shall be healed. မချမ်းမာတဲ့သူမှာလက်ကိုတင်တဲ့အခါမှာအဲ့ဒီသူကချမ်းမာသွားမယ်လို့ပြောတယ် Cast out demon and they shall leave. နတ်ဆိုးတွေကိုနှင်ထုတ်လိုက်တဲ့အခါမှာအဲ့ဒီနတ်ဆိုးတွေကထွက်သွားရတယ် You have authority in Jesus Christ. ယေရှုခရစ်တော်အပြင်သင်ကအခွင့်အာဏာရှိတော်သူ You are not just a little Christian who has to sit there and cry for the devil is attacking me. စာရမဏေရဲ့တိုက်ခိုက်ခြင်းကိုခံရဖို့အတွက်ထိုင်ပြီးမှနေနေတဲ့ခရစ်ယာန်တရားမဟုတ်ဘူး You have authority in your mouth. သင်ရဲ့နှုတ်မှာအခွင့်အာဏာရှိတာဖြစ်တယ် You have authority for all of your problems. သင်ရဲ့ပြဿနာတွေအားလုံးပေါ်မှာသင်ကအခွင့်အာဏာရှိတော်သူ You ဖြစ် have တယ် authority on all of your sicknesses. သင်ရဲ့ဖြားနာခြင်းတွေပေါ်မှာသင်ကအမိန့်ပေးဖို့အခွင့်အာဏာရှိတော်သူဖြစ်တယ် Hallelujah. Hallelujah
Hallelujah. You don't need to be depressed Christian. သင်ကစိတ်တက်ကြတဲ့ခရိယန်မဖြစ်ပါနဲ့ You have to be spirit-filled Christian right now. သင်ကဝိညာဉ်နဲ့ပြည့်သောခရိယန်ဖြစ်ပါ Hallelujah. 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 I like it so much. ကျွန်တော်ရဲကြိုက်တယ်နော်ဒီ Holy Spirit wants you to leave this place with fire. တန်ရှင်သောဝိညာဉ်တော်ဘုရားကတင့်ကိုဒီနေရာကနေမီးကိုယူပြီးမှပြန်စီခြင်း I believe when you leave this place today, ကျွန်တော်ယုံကြည်တယ်ဒီနေရာကနေသင်ပြန်တဲ့အခါမှာ you will no longer be the same. သင်ကအရင်နဲ့မတူတော့ Because the Holy Spirit is going to send His fire on you today. ဘာဖြစ်လို့ဆိုတန်ရှင်သောဝိညာဉ်တော်ဘုရားကသူ့ရဲ့မီးကိုတင့်အပေါ်မှာဆင်လို့ How many of you are ready for the fire of the Holy Ghost? Come on, wave your hands. အစင်သစ်ဖြစ်ပြီးတော့လက်ပြပေးပါဦး Hallelujah. Hallelujah. Today is the day ဒီနေ့က that you start to live with the fire of the Holy Ghost. တန်ရှင်သောဝိညာဉ်တော်ဘုရားကိုချီးမြှောက်ရမယ်နေ့ဖြစ်တယ် You know, the devil wants to keep us in the religious things. စာတန်မာနကကျွန်တော်တို့ကိုဘာသာရေးထဲမှာပဲနေစေချင်တာဖြစ်တယ် Go to the church every Sunday. တနင်္ဂနွေနေ့တိုင်းဖျားเจ้าကိုသွားတယ် Oh, start the worship for 20 minutes. မိနစ်20လောက်ဖျားကိုကိုးကွယ်လိုက်တယ် Blah, blah, blah. လက်ခုပ်တီးပြီးပြီး And we sit ပြီးတော့ကျွန်တော်ပြန်ထိုင်တယ် and we listen to the sermon. တရားဟောတဲ့အရာကိုနားထောင်တယ် But our mind is everywhere else in the round, Dapat everywhereကျွန်တော် else around the world. ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကတော့ကဘာတစ်ပတ်ကိုခရီးထွက်နေတယ် But today, ဒါပေမဲ့ဒီနေ့တော့ I want you to focus on the Word of God ဒီနေ့ဖ today. ခင်ရဲ့စကားကိုအာရုံစိုက်စေချင်တယ် Amen. Amen Are you ready, guys? တို့အစဉ်သစ်ဖြစ်ပြီလား Are you ready to focus on the voice of the Lord ဖခင် today? ရဲ့အတန်ကိုနားထောင်ဖို့အစဉ်သစ်ဖြစ်ပြီလား If you're ready, please raise your hand once သင် again. အစဉ်သစ်ဖြစ်ပြီဆိုချက်ပြီးမှလက်မြောက်ပြပါဦး Hallelujah. Hallelujah Because the Holy Spirit is not going to send His fire if you don't want for it. တရှင်သောဝိညာဉ်တော်ဖခင်ကတင့်တကယ်မလို့ချင်ဘူးဆိုအဲ့ဒီမိကိုတင့်ထဲကိုမထည့်ပေးပါဘူး Never. ဘယ်တော့မှမထည့်ပေးပါဘူး You will never get if you don't want. တင်မလို့ချင်ဘူးဆိုရင်တင်မရပါဘူး But if you are so hungry for the Holy Spirit ဒါပေ today, မဲ့တန်ရှင်သောဝိညာဉ်တော်ဖခင်ကိုယနေ့တင့်တကယ်စာငတ်တယ်ဆိုရင် you know He is so ready to touch you. တည်တည်လာသူကတင့်ကိုတို့ချိဖို့အစဉ်သစ်ဖြစ်နေပြီ Hallelujah. Hallelujah Today we are going to leave this place knowing our identity. ဒီနေရာကနေတင်ကတင့်ရဲ့ဖြစ်ခြင်းကိုမသိဘဲနဲ့ထွက်သွားရမယ်သူမဟုတ်ဘူး Today the title of my sermon is ဒီနေ့ကျွန်တော်ရဲ့ခေါင်းစဉ်ကတော့ Your Identity. တင့်ရဲ့ဖြစ်ခြင်း Your identity တင့်ရဲ့ဖြစ်ခြင်း in Jesus Christ. ယေရှုခရစ်တော်အပြင်တင့်ရဲ့ဖြစ်ခြင်း One thing the devil used against all believer is ယုံကြည်သူတွေကိုမာနတိုက်ခိုက်တဲ့အရာတစ်ခုက there is one weapon that the Satan always use against every believer, စာတန်မာနကယုံကြည်သူတွေကိုတိုက်ခိုက်တဲ့လက်နက်ရှိတယ် which is အဲ့ဒါက doubting our identity in our mind. ကျွန်တော်ရဲ့ဖြစ်ခြင်းကိုတန်တရားဖြစ်စေခြင်းဖြစ်တယ် He always question in our mind about our identity. သူကအမြဲတမ်းကျွန်တော်ရဲ့အုံနောက်ထဲမှာကျွန်တော်ရဲ့ဖြစ်ခြင်းကိုလာပြီးမေးခွန်းထုတ်တတ်တယ် You know, when Jesus died on the cross တည်တည်လာယေရှုခရစ်တော်လက်ဝါးကတိုင်မှာအသေးခံတဲ့အခါမှာ and He rose again, ပြီးတော့ထားမြောက်သွားတယ် you were in Him. သင်ကလည်းယေရှုရဲ့အထဲမှာရှိတာဖြစ်တယ် Not a lot of you are getting this. Now, the truth about I will you. explain it once again. ထပ်ပြီးရှင်းပြပေးမယ် In Romans chapter 6, ယောမအခန်းကြီး6ထဲမှာ it said about this. ဒီအရာကိုပြောထားတယ် When Jesus died on the cross, ယေရှုခရစ်တော်လက်ဝါးကတိုင်မှာအသေးခံတဲ့အခါ everyone who believes in Jesus ယေ Christ, ရှုခရစ်တော်ကိုယုံကြည်တဲ့သူတိုင်းက they are on the cross with Jesus Christ. သူတို့ကလည်းယေရှုနဲ့သူလက်ဝါးကတိုင်ထဲမှာဖြစ်သွားတယ် See? Do you see the picture? သင်မြင်အောင်လားဒီပုံကို You are in Jesus when Jesus died on the cross. ယေရှုလက်ဝါးကတိုင်မှာအသေးခံတဲ့အခါမှာသင်လည်းအဲ့ဒီအထဲမှာပါတာဖြစ်တယ် When Jesus was buried in the tomb, ယေရှုကဂူထဲမှာမြုပ်ချင်းခံရတဲ့အခါမှာ you were in the tomb with Jesus. သင်ကလည်းအဲ့ဒီအထဲမှာမြုပ်ချင်းကိုခံလိုက်ရတာ And when Jesus raised again from the dead, ယေရှုကသေချင်းကထားမြောက်တဲ့အခါမှာ you are in Jesus, သင်ကလည်းယေရှုနဲ့သူထားမြောက်တာဖြစ်တယ် defeating all the power of darkness. အမောင်နဲ့ဆိုင်တဲ့အရာတွေအားလုံးကိုချိုးဖျက်လိုက်ပြီဖြစ်တယ် As Jesus defeated all the weapons of the power of darkness,
အမှောင်နဲ့ဆိုင်တဲ့လက်နက်တွေအားလုံးကိုယေရှုကရိုက်ချိုးပေးလိုက်ပြီဖြစ်တယ် You are overcome all the power of darkness သင်ကအမှောင်နဲ့ဆိုင်တဲ့အားလုံးကိုကြော်ဖြတ်ရမယ့်သူဖြစ်တယ် and all the power of sickness. ဖြားနာခြင်းနဲ့ဆိုင်တဲ့ຢာတွေအားလုံးကိုကြော်ဖြတ်ရမယ့်သူဖြစ်တယ် In Genesis chapter 1, ကဘာဦးကျမ်းအခန်းကြီး1 verse 27. I'm going to go really quick. အငယ်20ခွန်မှာမြန်မြန်လေးသွားချင်တယ် Genesis chapter 1, verse က 27. ဘာဦးကျမ်းအခန်းကြီး1ခန်းငယ်20ခွန် You see how God created man. ဖခင်ကလူကိုဘယ်လိုမျိုးဖန်ဆင်းလဲဆိုတာကိုသင်တွေ့ရမှာဖြစ်တယ် 1, 2, 3. ထို့သောဘုရားသခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်ညီယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျင် Okay. In this scripture, you clearly see this. ဒီနှုတ်ကပတ်တော်ထဲမှာသင်ရှင်းလင်းစွာတွေ့ရမယ် God created man in his own image. ဖခင်ကလူကိုဖန်ဆင်းတဲ့အခါမှာသူ့ရဲ့ပုံသဏ္ဍာန်နဲ့အညီဖန်ဆင်းတာဖြစ်တယ် How did God create man? ဖခင်ကလူကိုဘယ်လိုဖန်ဆင်းပါသလဲ With his own သူ့ရဲ့ image. How did God create man? ဖခင်ကလူကိုဘယ်လိုဖန်ဆင်းပါသလဲ With his own image. Come on, talk to your neighbor. You are God's image. သင်ကဖခင်ရဲ့ပုံသဏ္ဍာန်ဖြစ်တယ်လို့ပြောပါ Amen. အာမင် But the devil questioned Eve about her identity. ဒါပေမဲ့လေစာရမဏေကကျွန်တော်ရဲ့ဖြစ်ချင်းကိုလာပြီးမေးခွန်းထုတ်တယ် God said, "Hey Adam, Eve, hey man, I created you with my own image." ဖခင်ကပြောတယ်အာရန်အေးဝငါကမင်းတို့ကိုငါရဲ့ပုံသဏ္ဍာန်နဲ့ညီဖန်ဆင်းထားတယ်လို့ပြောတယ် That's what God said. အဲ့ဒါကဖခင်ပြောတဲ့စကားဖြစ်တယ် But you see how the devil questioned about their identity. ဒါပေမဲ့စာရမဏေကသူတို့ရဲ့ဖြစ်ချင်းကိုဘယ်လိုမျိုးလာမေးခွန်းထုတ်လဲသင်သိလား Genesis chapter 3, verse 5. ကဘာဦးချမ်းအခန်းကြီး3အခန်းငယ် Let's quickly go there. 9မြန်လေးသွားရ I အောင် want to finish this sermon really quick. မြန်လေးပြီးရအောင်နော် 1, 2, 3. အကြောင်းမူကားထိုအသီးကိုစားသောနေ့၌သင်တို့သည်မျက်စိပွင့်လင်းလျက်ကောင်းမကောင်းကိုသိ၍ဖျားသခင်ကဲ့သို့ဖြစ်ကြလက်တန်သည်ကိုဖျားသခင်သိတော်မူသည်ဟုမိမအားဆို၏ What? God already created them in his own image. ဖျားကသူ့ရဲ့ပုံသဏ္ဍာန်နဲ့အညီကိုလူကိုဖန်ဆင်းပြီးသားဖြစ်တယ် But the Satan ဒါပေမဲ့စာရမဏေက put the mindset in Adam and Eve အာရန်နဲ့အေဝါရဲ့အကျွေးခေါ်တယ်မှာလာချဲ့ပေးတဲ့ຢာက that they have to try to look like God. ဖျားနဲ့တူဖို့သူတို့စူးစမ်းရမယ်ဆိုတဲ့အကျွေးခေါ်ဖြစ်တယ် They already are the image of God. သူတို့ကဖျားရဲ့ပုံသဏ္ဍာန်နဲ့အညီဖန်ဆင်းပြီးသားသူတွေဖြစ်တယ် But the Satan questioned about their identity. ဒါပေမဲ့စာရမဏေကသူတို့ရဲ့ဖြစ်ချင်းကိုလာပြီးမေးခွန်းထုတ်တာဖြစ်တယ် And Eve, she was confused. အေဝါကရှုပ်ထွေးသွားတယ် Oh, if I eat this, အော်ငါဒါကိုစားလိုက်ရင် I'm going to look like God. ငါဖျားလို့ဖြစ်သွားမှာပဲ Actually, တကယ်တော့ she was already God image. သူကဖျားရဲ့ပုံသဏ္ဍာန်နဲ့အညီဖြစ်ပြီးသားသူဖြစ်တယ် That's the weapon that the Satan used against every believers. ဒီလက်နက်ကစာရမဏေယုံကြည်သူတိုင်းကိုတိုက်ခိုက်တဲ့လက်နက်ဖြစ်တယ် You are so righteous in Jesus Christ သင် already. ကယေရှုခရစ်တော်အပြင်ဖြောင့်မတ်တော်သူဖြစ်တယ် You are God's favorite because of the blood of Jesus Christ. သင်ကဖခင်ရဲ့အချစ်ဆုံးအချိုက်ဆုံးသူဖြစ်တယ်ဘာဖြစ်လို့လဲသင်ကယေရှုခရစ်တော်ရဲ့အသွေးအဖြစ်ဖြစ်တယ် Your sickness are already being healed through the wounds of Jesus Christ. ယေရှုခရစ်တော်ခံခဲ့သောအရာအဖြစ်သင်ကချမ်းသာပြီးသားသူဖြစ်တယ် But the devil put the mindset, ဒါပေမဲ့မာနကကျွန်တော်ရဲ့အသွေးခေါ်ကိုလာထည့်ပေးတယ် no, you have to do good. You have to do these things, that thing, so that you will be righteous. ဒါလုံးရမယ်ဟိုကလုံးရမယ်အဲ့ဒါလုံးမမင်းကဖြောင့်မတ်မယ်ဆိုတဲ့အတွေးခေါ်လာထည့်ပေးတယ် Today I'm only here for one reason, ဒီနေ့ကျွန်တော်ဒီမှာရှိနေတဲ့အကြောင်းပြချက်တစ်ခုပဲရှိတယ် which is အဲ့ဒီက I want you to know who you really are in Jesus Christ. ယေရှုခရစ်တော်အဖြစ်သင်ကဘယ်သူဖြစ်လဲဆိုတာသင်ကိုသိစေချင် You are not under the power of darkness anymore. သင်ကအမောင်ရဲ့လက်နဲ့အောက်ထဲမှာသင်ကဆက်ရှိ You ရမယ် are သူမ not ဟုတ် under the power of sickness anymore. ဖြာနာခြင်းရဲ့တကူအောက်မှာသင်ကဆက်ရှိရမယ်သူမဟုတ် As Jesus overcome the power of darkness, သခင်ယေရှုခရစ်တော်ကဒီအမောင်ကိုကျော်လွှားပြီးသားသူဖြစ်တယ် you are overcome the power of darkness too. သင်ကလည်းဒီအမောင်ကိုကျော်လွှားပြီးသားသူဖြစ်တယ် Amen. Amen
We're not going to leave this place being scared of Satan and devil. စာရမဏကိုကြောက်တဲ့စိတ်နဲ့တင်ဒီနေရာကနေပြန်ရမယ်သူမဟုတ် You are going to leave this place that Satan is under my feet. တင်ကစာရမဏကငါရဲ့ခြေအောက်မှာပဲရှိတယ်ဆိုပြီးပြန်ရ Sickness မယ် is under my feet. မချမ်းမချမ်းငါရဲ့ခြေအောက်မှာပဲ Problems are under my feet. ပြဿနာအလုံးကငါရဲ့ခြေအောက်မှာပဲ Because I am a victor in Jesus ဘာဖြစ်လို့လဲ Christ. ဆိုတော့ငါကယေရှုခရစ်တော်အပြင်အောင်မြင်တော်သူဖြစ်တယ် Hallelujah Hallelujah. Hallelujah You are a victor in Jesus ယေ Christ. ရှုခရစ်တော်အပြင်သင်ကအောင်မြင်တော်သူဖြစ်တယ် You know, there is one scripture that I really နောက်ကဘက် like. တော်တစ်ခုကျွန်တော်အရင်ကြိုက်တဲ့ຢာတစ်ခုရှိတယ် I want to show you that. သင်ကိုယ်ရာပြချင်တယ် Let's quickly go to Matthew မဿဲ chapter 4, အခန်းကြီး verse 3. 4အငယ်3 Jesus was fasting in the desert that ယေ time. ရှုကအဲ့ဒီအချိန်မှာအစာရှောင်တဲ့အချိန်ဖြစ်တယ် But the devil came to Jesus, အဲ့ဒီအချိန်မှာမနက်ကယေရှုရှိကိုရောက်လာတယ် questioning Jesus, the same as he did to Adam. အာဒံမာနအေးအာဒံကိုပြောတဲ့ကဲ့သို့သူကလာပြီးမှယေရှုကိုပြောတာဖြစ်တယ် Jesus, ယေရှု if you are a son of God, သင်ကဖခင်ရဲ့သားဆိုရင် make this stone into a bag. ဒီကြောက်တုံးကိုမုတ်လို့လိုက်ပါလား What? He is making Jesus to approve his identity. ယေရှုရဲ့ဖြစ်ခြင်းကိုသူကလာပြီးမှတက်တည်ထူခိုင်းနေတယ် No, မဟုတ်ပါဘူး Jesus knew his own identity. ယေရှုမှာသူ့ရဲ့ဖြစ်ခြင်းရှိပြီးသားဖြစ်တယ် And Jesus stand on the word of God ယေရှုကဖခင်ရဲ့စကားပေါ်မှာယက်တည်တယ် and the devil leaves. အဲ့ဒီအချိန်မှာမာနထွက်ပြေးရတာဖြစ်တယ် Today, ဒီနေ့ I really want you to know who you are in Jesus Christ. ယေရှုခရစ်တော်အပြင်သင်ကဘသူဖြစ်လဲဆိုတဲ့သင်ရဲ့ဖြစ်တည်ခြင်းကိုသိစေခြင်းလေ God bought you from the power of darkness and put you in the kingdom of light. ဖခင်ကမာနရဲ့လက်ထဲကနေသင်ကိုရွေးနှုတ်ပြီးမှအလင်းရဲ့လက်ထဲကိုပြန်ထည့်ပေးထားတာ Hallelujah. Hallelujah Colossians chapter 1 verse ကိုလို 13. သဲအခန်းကြီး Quickly. Colossians chapter 1 verse 13. ကိုလိုသဲအခန်းကြီး1အခန်းငယ်73 I quickly want to go there. 1, 2, 3. မောင်မိုက်တကိုမှလည်းငါတို့ကိုနှုတ်၍ချစ်တော်မူသောသားတော်ဤနိုင်ငံထဲသို့သွင်းတော်မူ၏ Hallelujah. Hallelujah What is it? ဒီမှာပါပြောထားလဲ God rescued you from the kingdom of the darkness မောင်မိုက်တကိုလက်ထဲကနေကဲနှုတ်ပြီးတော့ and put you in the kingdom of his beloved son. ဖခင်ရဲ့နိုင်ငံတော်ထဲကိုသူကတင့်ကိုသွင်းပေးတာဖြစ်တယ် Hallelujah. Hallelujah You know, there is so much authority and so much power of being a child of God. ဖခင်သားတစ်ယောက်မှာများစွာသောအခွင့်အရေးတွေရှိတာဖြစ်တယ် You are not someone who has to afraid Satan. သင်ကစာရမဏကိုကြောက်နေရမယ့်သူမဟုတ်ဘူး You are not someone who has to pray to overcome Satan. စာရမဏကိုကြော်လွှားဖို့သင်ကဆုတောင်းနေရမယ့်သူမဟုတ်ဘူး I shout a lot of believers right now. You know, သင်သိလား there is one mindset that the devil wants to put in you. စာရမဏကျွန်တော်တို့ရဲ့အတွေးခေါ်ထဲမှာထည့်ထားတဲ့ຢာတစ်ခုရှိတယ် If you want to overcome me, သင်ကငါကိုကြော်လွှားစေချင်တယ်ဆို if you want to overcome your sicknesses, ဒီဖျားနာခြင်းကိုသင်ကြော်လွှားချင်တယ်ဆိုရင် you have to fast a lot. သင်အများကြီးအစာရှောင်ရမယ် You have to pray a lot. မင်းအရင်ဆုတောင်းရမယ် You have to do this thing, that thing. သင်ကဒီအရာတွေဟိုအရာတွေကိုလှုပ်ဆောင်ရမယ်သူဖြစ်တယ် No. Mahoba. Today, I'm only here to tell you. ဒီနေ့ကျွန်တော်သင်ကိုပြောချင်တဲ့ຢာက You are overcome all the power of sickness. ဖျားနာခြင်းတွေအားလုံးကိုသင်ကကြော်လွှားရမယ်သူဖြစ်တယ် အာမင် Hallelujah. အာမင် You are already overcome the power of darkness. သင်ကအမှောင်ကိုကြော်လွှားပြီးသားသူဖြစ်တယ် Amen. အာမင် You don't even have to fast to overcome the သင် power of က darkness. တကယ်ပဲမာနကိုကြော်လွှားဖို့အတွက်သင်ကအစာရှောင်နေကြမလို့တော့ပါဘူး Amen. အာမင် I know some of believers. What? We don't have to fast? ဟာအဲ့ဆိုယုံကြည်သူတချို့ကမေးတယ်ငါတို့အစာမရှောင်ရတော့ဘူးလား Fasting is really important. အစာရှောင်ခြင်းကအရင်အရေးကြီးပါတယ် Do you know when? ဘယ်အချိန်မှရှောင်ရမလဲသိလား When you fast, သင်အစာရှောင်တဲ့အခါမှာ you can really focus on the Lord. ယေရှုကိုသင်ကဖခင်ကိုသင်ကတကယ်အာရုံစိုက်နေတာဖြစ်တယ် Fasting will never give you power to overcome the devil. အစာရှောင်ခြင်းကမာနကိုကြော်လွှားဖို့အတွက်တကိုးတွေပေးမှာမဟုတ်ပါဘူး But being fellowshipping with the Lord gives you power.
ဖယားနဲ့မိတ္တဟာယဖွဲ့ခြင်းကသာတင့်ကိုတကိုးကိုဖြစ်စေတာဖြစ်တယ် Hallelujah. Hallelujah You have to know who you are. တင်ဘသူဖြစ်လဲဆိုတာကိုတင်သိဖို့ You လို are တယ် not in the darkness anymore. တင်ကအမှောင်ထဲမှာထပ်ပြီးရှိရမယ်သူမဟုတ်တော့ Sickness has no authority over you. ဖျားနာခြင်းကတင့်ပေါ်မှာဘာအတကိုးမှမရှိတော့ဘူး Right now, if you believe who you are in Jesus, ယခုတင်ကယေရှုခရစ်တော်အပြင်တင်ဘသူလဲဆိုတာကိုသိတယ်ဆိုရင် all the sickness that you are dealing with has to leave right now. ယခုတင်ရဲ့အထဲမှာခံစားနေရတဲ့မချမ်းမာခြင်းကယခုပင်ထွက်သွားမှာဖြစ် All တယ် the problem that the devil is putting into your life has to leave right now. ဟိုမာနလာပြီးထည့်ပေးတဲ့ပြဿနာတွေယခုပင်ထွက်သွားရမှာဖြစ်တယ် Hallelujah. Hallelujah. If you know this truth, တမန်တရားကိုသိတဲ့အခါ that မှာ truth shall set you free. အဲ့ဒီတမန်တရားကတင့်ကိုလွတ်ပေးမှာဖြစ်တယ် Hallelujah.